မြန်မာနိုင်ငံထက်တဆင့်ကျော်သွားတဲ့သိပ္ပံနည်းနဲ့မျက်လှည့်ပြနည်းဒီဗီဒီယိုလေးမှာမြင်တွေ့ရတဲ့ဖန်ခွဲစာလေးတွေမျက်လှည့်ပြသလိုပြန်ဆက်သွားတဲ့မြင်ကွင်းဟာတကယ်ကိုအံ့ဩဖို့ကောင်းလာပါတယ်။ဒါမဲ့တင်းတဲ့သူမနဲ့ပြန်ချစ်ဖို့ကတော့မဖြစ်နိုင်ပါဘူး။ဒါဟာနည်းပညာအသစ်တစ်ခုမဟုတ်ပဲအလေးရိုက်ညှိုးကိန်းလို့ခေါ်တဲ့သိပ္ပံပညာရပ်ကိုအသုံးပြုထားတာပါ။ဒါပေမဲ့သူမပေါ်ရိုက်နေတဲ့အချစ်တွေတော့မေ့လို့မရသေးဘူးမလား။ဗီဒီယိုတွေကမော်ဆန်တဲ့အရေးဟာတကယ်တော့ကျမတို့နေ့စဉ်သုံးနေတဲ့ဟင်းသီးဟင်းရွက်စီပဲဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်စီရဲ့အလင်းရိုက်ညှိုးကိန်းဟာ1.4 ခုဝန်းကျင်ရှိပြီးဖန်သားရဲ့ညှိုးကိန်းကတော့1.5 ဝန်းကျင်မှာရှိတာကြောင့်သူတို့နှစ်ခုရဲ့တန်ဖိုးဟာအလွန်နီးစပ်နေပါတယ်။ဒါကြောင့်အလင်းဟာစီကနေဖန်သားရဲ့ကိုဖြတ်သွားတဲ့အခါကွေးညွတ်သွားခြင်းမရှိသလောက်ဖြစ်ပြီးအရေးကြီးဒါမှမဟုတ်အလင်းပြန်လာမျိုးလည်းမရှိတော့ပါဘူး။အဲဒါကြောင့်ပဲဖန်ခွဲချောင်းတွေဟာမျက်စိရှိမှလည်းပျောက်ကွယ်သွားသလိုခံစားရတာဖြစ်ပါတယ်။တကယ်တော့ဖန်သားဟာပြန်ဆက်သွားတာမျိုးမဟုတ်ပဲအကွဲချောင်းတွေကိုစီရီဝင်သွားတဲ့အတွက်ကြောင့်ကျမတို့မျက်စိကမမြင်ရတော့တာပဲဖြစ်ပါတယ်။ဒီနည်းလမ်းကိုကားမှန်အကြောင်းတွေပြုပြင်တဲ့နေရာမှာလည်းအသုံးပြုကြပြီးအကွဲချောင်းတွေကိုအလေးရိုက်ညှိုးကိန်းတူညီတဲ့အရေးတစ်မျိုးထည့်လိုက်တဲ့အခါအကြောင်းတွေဟာအမြင်အာရုံမှာလုံးဝပျောက်ကွယ်သွားတာပဲဖြစ်ပါတယ်ရှင်။